88နှစ်မြောက်လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်ခမ်းနားကိုဒီကနေ့မနက်ပိုင်းကအေရဝတီတိုင်းဒေသကြီးပသိမ်မြို့ကြောက်တိုင်အားကစားကွင်းမှာကျင်းပခဲ့ပါတယ်။ဦးဆောင်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးခန့်မွန်ဆွေးနဲ့ဌာနဆိုင်ရာများကနိုင်ငံတော်အလံတင်ခြင်းနဲ့အလေးပြုခြင်းများဆောင်ရွက်ခဲ့ပါတယ်။အဲဒီနောက်တဝန်လွာဖက်ကြားပွဲခမ်းနားကိုအဆိုပါကွင်းမှာဆက်လက်ပြုလုပ်ရာဒိုင်းဒေသချင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့တက်ရောက်လာကြသူများကနိုင်ငံတော်အလံနဲ့ကြားဆုံးလေပြီးတော့တပ်မတော်သားများအားအလေးပြုခဲ့ကကွန်ပျူတာဖွဲ့မှတစ္ဆာဒိဋ္ဌံရွတ်ဆိုခဲ့ပြီးနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးသရုံးမဟာတရေစီသူသရုံးတင်ဒီသရမမင်းအောင်လှိုင်ထံမှ2026ခုနှစ်88နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့တဲ့တဝန်လွှာအားဒိုင်းဒေသချင်းဝန်ကြီးချုပ်ကဖတ်ကြားခဲ့ပါတယ်။အဲဒီနောက်ဒိုင်းဒေသချင်းဝန်ကြီးချုပ်နဲ့အဖွဲ့သည်ပတ်သိမ်မြို့ကိုသိန်းအားကစားကွင်းမှာ88နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့အားကစားပြိုင်ပွဲများစုချင်းမြင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီးအားကစားပြိုင်ပွဲရှင်ပြိုင်နေမှုများကိုကြည့်ရှုအားပေးခဲ့ပါတယ်။ဆက်လက်ပြီးစုချင်းမြင့်ပွဲခမ်းနားကိုဆက်လက်ပြုလုပ်ရာပြိုင်ပွဲများအလိုက်ဆုရရှိကြတဲ့အသင်းများအားတဦးချင်းစုတစိမ့်များနဲ့ငွေသားစုကိုဒိုင်းဒေသကြီးဝန်ကြီးများက၎င်းအမျိုးသမီးထုတ်စီထိုးပထမအမျိုးသားလွန်ဆွဲပြိုင်ပွဲပထမအမျိုးသားဗော်လီဘောပြိုင်ပွဲပထမအမျိုးသားဖူဆယ်ပြိုင်ပွဲပထမအမျိုးသားပိုက်ကျော်ချင်းပြိုင်ပွဲပထမရရှိတဲ့အသင်းများအားတဦးချင်းစုတစိမ့်များနဲ့ငွေသားစုကိုဒိုင်းဒေသကြီးဝန်ကြီးချုပ်က၎င်းဆုများချီးမြှင့်ခဲ့ကြပါတယ်။အဲ့ဒီနောက်ဒိုင်းဒေသချင်းဝန်ကြီးချုပ်နဲ့အဖွဲ့သည်မွန်လွဲပိုင်းမှာပတ်သိမ်မြို့သာသနာ့ဗိမာန်မှာကျင်းပတဲ့အေရဝတီတိုင်းဒေသကြီးဆိုရအဖွဲ့ကကြီးမှုကျင်းပတဲ့2026ခုနှစ်နှစ်သစ်မင်္ဂလာအတန်မဆဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပဋ္ဌာန်းသိမ်းအောင်ပွဲခမ်းနားသို့တက်ရောက်ပြီးနိုင်ငံတော်ဩဝါဒစရိယပတ်သိမ်မြို့နီဂေါဒါယုံညောင်ပင်သာပရိယတိစာတင်၌ပဓာနာနာယကဆရာတော်ထံမှ9ပါးသီလခံယူစောင့်တည်ခဲ့ကြပါတယ်။အဲဒီနောက်ဆရာတော်တန်ဃာတော်များအားဒိုင်းဒေသချင်းဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကလှူပွဲပစ္စည်းများဆက်ကပ်လှူဒန်းခဲ့ကြပြီးလှူဒန်းမှုအဆူဆူတို့အတွက်ရေဆက်သွန်းချအမျှပေးဝေခဲ့ကြပါတယ်။88နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြကမ်းများဖွင့်ပွဲအခမ်းအနားကိုယမန်နေ့ညနေပိုင်းကပတ်သိမ်မြို့ကြောက်တိုင်အားကစားကွင်းမှာပြုလုပ်ခဲ့ရာဒိုင်းဒေသချင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့တာဝန်ရှိသူများကဖဲကျိုးဖြတ်ဖွင့်လှစ်ပေးပြီးဖျော်ဖြေရေးအဖွဲ့များကိုဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။အဲဒီနောက်ဒိုင်းဒေသချင်းဝန်ကြီးချုပ်နဲ့ဧည့်သည်တော်များသည်ဌာနဆိုင်ရာပြကမ်းများနဲ့ကုမ္ပဏီများမှပြသထားတဲ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြကမ်းများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။